ဝန်ဆက်တွေလည်းဝစ်ချင်တယ်သူများနဲ့တူတာတွေလည်းမဝစ်ချင်ပါဘူးဆိုတဲ့မမများအတွက်ဒါလေးကတော့အင်ဒိုစပတ်စစ်ပါမမတို့သိပြီးသား7ကာလာလို့မီယာတို့လိုမျိုးအမြင့်လိုက်ဂါရီယာစပတ်လို့ခေါ်ပါတယ်အခုဆိုမြတ်သူစားပေါ့နော်မင်းသမီးကြီးကြော်ညာထားတဲ့စပတ်လုံးဝသူကပြဲချင်းရည်ချင်းမရှိဘူးကတိနဲ့ညံ့တော့ပြဲမယ်နော်သူကသူရည်ချင်းပြဲချင်းမရှိဘူးပြီးသွားလို့ရှိရင်ဆေးမချွတ်ဘူးဆေးခိုင်တယ်ဂါရီယာစပတ်မှာ7ကာလာလိုမျိုး quality ပါနော်အဲ့လိုမျိုးမှအမခံတယ်ဆေးချွတ်ဆေးကြခြင်းမရှိဘဲနဲ့လှလိုက်တာအစင်လေးကိုလည်းကြည့်လိုက်အောင်ဒီဇိုင်းလေးကိုလည်းကြည့်လိုက်အောင်မအဲ့ဒါလေကာလာ6ရောင်လာတယ်ရင်ဆိုင်ကမဖြူတို့44နဲ့46ဆိုပြီးတော့နှစ် site လုပ်ပေးထားတယ်နော်ပြီးတော့ဒီမှာကြည့်မဖြူတို့ BL collection ကနေထွက်ထားတာဖြစ်တဲ့အတွက်ချိုးချုပ်တာ quality ဆိုလဲအမြင့်လိုက်ပြီးရင်အဓိကပြောချင်တာကတော့ဘောင်းမီကွာဘောင်းမီဆိုလဲမဖြူတို့ရင်44ဆိုတင်46ရင်46ဆိုတင်48တင်ကိုလည်းအဲ့လိုလုပ်ပေးထားတဲ့အပြင်ဘောင်းမီအရှည်က30ခွန်ခွဲအတင်လုပ်ပေးထားတယ်နော်မနော်ခါလေးဆိုလဲတုံနှက်နဲ့မသွားအောင်မတို့ကြည့်နော်အဲ့တော့ဝမ်းဆက်တွေဆိုတာတော့ဒီလိုပပချောင်ချောင်လေးဝတ်ရတာပေါ့ပုံမှန်ဆိုမဖြူက42လောက်ဝတ်ရင်ရပြီဒါပေမဲ့တကယ်ကိုကဒီလိုစပတ်ဝမ်းဆက်တွေဝတ်တော့မယ်ဆိုခြောင်ချိပွားနေမှာအဆင်ပြေတာဒါကိုစပတ်ဝတ်နေတဲ့လူတွေပဲမဖြူပြောတာကိုနားလည်လိမ့်မယ်နော်ပွားလေးယူနော်ရင်44ဆိုမဖြူကတော့ပေါင်ကြီး150လောက်ထိပဲဝတ်စေချင်တာရင်46ဆိုရင်တော့190 180သမားတွေထိရလိမ့်မယ်နော်အဲ့တော့မဖြူတို့ကိုဟိုပါပေါ့ဈေးနှုန်းလေးကအတွဲစေပေါ့နော်ကာလာ6အောင်တွဲစေ1000ထဲမှာ6500ရင်44ရင်46ကကြတော့ညီမလေးတို့1000ထဲမှာ9000ပဲကြနော်အဲ့ဒါကိုမှမမတို့ကညီမလေး6အောင်လုံးမလိုချင်ဘူး2အောင်လောက်ပဲခွဲရောင်းပေးပါလားဆို1000ပေါင်းပြီးတော့ရောင်းပေးမယ်19500နော်အဲ့လိုလေ18000ပေါ့နော်18500အဲ့လိုမျိုးတစ် site ကို1000ပေါင်းပြီးတော့နှစ်ထရစပြီးခွဲရောင်းပေးဆိုလဲခွဲရောင်းပေးမယ်ကာလာအခုပြတဲ့ကာလာ6အောင်လုံးရမယ်ကာလာနှစ်ထသမားတွေကတော့ကာလာပေးမီဝေးဘူးမှဖြစ်ဆိုနော်အဲ့တော့ဒီပုံလေးကိုကြိုက်ပြီဆိုရင်4446